launch မလုပ်ခင်ကတည်းကလူတွေစိတ်ဝင်စားနေတဲ့ project တစ်ခုရှိရဲဒီ project ကိုဘာလို့လူတွေစိတ်ဝင်စားနေလဲဆိုတော့အချက်လေးတွေနဲ့ပြောပြပေးပဲပေါ့နော်နံပါတ်1ကတော့ location က Rama 4 လမ်းမကြီးနဲ့စုခုံမဲလမ်းမကြီးကိုဆောင်တဲ့နေရာမှာတည်ရှိရဲနောက်ပြီးတော့ BTS ဖက်ခနိုကိုလည်း950မိနစ်အကွာမှာပဲရှိရဲပေါ့နော်လမ်းလျှောက်9မိနစ်အကွာဝေးပဲရှိရဲဆိုပေမဲ့ကွန်ဒိုကနေ BTS ကိုလည်း shuttle bus လေးစီစဉ်ထားပေးပါသေးတယ်နောက်တစ်ခုကကြတော့ဈေးနှုန်းဆိုလို့ရှိရင်လည်း live series ကိုမှဖတ်3000ဝန်းကျင်ကနေမျိုးစပါမယ်ဒါအပြင် developer ကလည်း AP Thailand ဖြစ်တဲ့အတွက် down payment 15%ကအရင်ပေးသွင်းရမှာပါเนาะကျန်တဲ့85%ကိုတော့ project ပြီးမဲ့အချိန်2028 February မှာပေးချင်ရမှာဖြစ်ပါတယ်ပထမအဆုံးဝယ်ယူတဲ့အခန်း100အတွက်လည်း special discount လေးပေးအောင်ပါเนาะဒါဆိုလို့ရှိရင်ဒီ project မှာရှိရဲ့အခန်း၄ယောက်ပုံစံလေးဘယ်လိုရှိမလဲဆိုတာကိုသွားကြည့်ကြရမယ်ဒီအခန်းလေးကကြတော့ one bedroom plus အခန်းလေးပါဝင်ချင်းမှာဆိုလို့ရှိရင်တော့ kitchen area လေးရှိမယ်ပြီးရင်တော့ living room လေးရဲ့ plus အခန်းလေးရရှိပါမယ် plus အခန်းဆိုလို့ရှိရင်လည်းတယောက်အိတ်အခန်းလေးကောင်းကောင်းလုပ်လို့ရရပေါ့နော်ဒီဘက်ကိုဝင်သွားမယ်ဆိုလို့ရှိရင်တော့ master bedroom ကိုရောက်ရှိမှာဖြစ်ပါတယ် master bedroom နဲ့ balcony ကိုလည်းတွဲထားပေးပါသေးတယ်ဒီ project မှာရှိရဲ့ one bedroom အခန်းကျယ်လေးတစ်ခုကိုလိုက်ပြပေးပါမယ်one bedroom ဆိုပေမဲ့သူက31 square meter အပြင်ဝင်နေပေါ့နော်ဝင်ချင်းမှာဆိုလို့ရှိရင်တော့ kitchen area ကိုရောက်ရှိမှာဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ living room ပေါ့နော်ဒီကညာဘက်ချမ်းမှာဆိုလို့ရှိရင်တော့ master bedroom area ကိုရောက်ရှိမှာဖြစ်ပါတယ်ဒီ project ထူးခြားချက်ကကြတော့ master bedroom နေရာမှာ walk-in closet တွေလည်းရှိရဖြစ်ပါတယ်ဒီလိုမျိုးလူစိတ်ဝင်စားမှုများပြနေတဲ့ project ကိုအခန်းလေးရွေးချယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ညီမတို့ Home Thailand Estate ကနေပြီးတော့ကူပြီးရွေးချယ်ပေးဖို့အဆင်သင့်ရှိပါတယ်ရှင်